အားလုံးပဲမင်္ဂလာပါကိုဖုန်းရဲ့ channel ရနေပြီးမိတ်ဆွေတွေအားလုံးကိုလူထွေးစွာပြန်လည်ကြိုဆိုပါရစေကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေအားလုံးပဲတယောက်မကြံမင်္ဂလာပါကဲမျိုးတွေအားလုံးပဲကျွန်တော်ရဲ့ဒီဗီဒီယိုပိုင်းလေးကိုမြင်ပြီးတွေ့ပြီးဆိုရတဲ့အားလုံးပဲတယောက်တစ်ချက် like လက်မလေးနဲ့နှိပ်ပေးပါ channel ကို subscribe လုပ်ရတဲ့ကိုဒီမှာအားလုံးက channel လေးကို subscribe လုပ်ပေးပါ like and share လေးနဲ့လည်းအများကြီးအများတွေ့အောင်ဝိုင်းပြီးတော့ share ပေးကြပါဦးလို့ဥစ္စာပထမအနေနဲ့ကိုဖုန်းနေပြီးအားလုံးကို大家看吧嘞，给阿龙呗，明个啦，伢家里边边，喏，给阿龙呗，给姑姑买阿龙，今朝都门那片，喏，12月是啦，那套那是叫加大不离的，喏，加大不离的，这内功咋撇把的呀？喏，姑姑买阿龙呗，加大不离的股，这内功个啥没？喏，这内功个啥没？အဲ့တော့နော်နေကုံကစားပါတကယ်လို့ကျွန်တော်ပေးတဲ့ကဏ္ဍလေးကမနာပိုင်းကိုထွက်လာပြီဆိုလို့ရှိရင်ကျွန်တော်ညနေပိုင်းကိုထပ်မှန်ပြီးတော့ကဏ္ဍဟိုပိုင်လေးပါတွေ့ထပ်ပြီးတော့တင်ပေးပါမယ်အဲ့တော့နော်အခုကျွန်တော်ပေးမဲ့လုံးဝပတ်တီးကျွန်တော်တို့ဒါကီးခွေနဲ့ဗရိတ်နော်မနေ့ကနေကုံကစားမယ်နော်နေကုံကစားမယ်ကဲ၍ကျွန်တော်ပြောသလိုတော့မနက်ပိုင်းကိုကျွန်တော်တို့ main ကွက်ထွက်လာပြီဆိုလို့ရှိရင်ကျွန်တော်ညနေပိုင်းကိုเนาะထပ်ပြီးတော့ကျွန်တော်ကဏ္ဍရှာလို့တွေ့တင်ပေးပါမယ်ကျွန်တော်ပို့မှာပြောပြပါမယ်เนาะကဲတော့ကျွန်တော်တို့မိတ်ဆွေရလုံးပဲเนาะဒီဘက်မှာကကျွန်တော်20မှာเนาะ20မှာကကျွန်တော်20မှာမရလိုက်ဘူးဗျာเนาะကဲလိုပဲပြပါเนาะအားလုံးပဲအမားမှလေးတော့နားလဲပေးပြီးတော့ကြည့်ရှုအားပေးစီခြင်းပါတယ်เนาะအခုဘုံမိတ်ဆွေတွေကိုဒီမတွေအားလုံးကိုเนาะအမြဲတမ်းအကောင်းဆုံးနေပဲကြိုးစားပေးတယ်เนาะပေးတာမပေးရတော့ကံပဲเนาะကံပဲအဲ့တော့ကျွန်တော်တို့မနေ့ပြန်ကြာလာပြီမနေ့မှာကျွန်တော်အကောင်းဆုံးရှာဖွေတွေ့ရှိတာတော့ကဏ္ဍလေးတွေကိုကိုမိုင်းအားလုံးပဲနေကုံအတွက်ကိုလာရောက်ပြီးတော့မျှဝေပေးခြင်းဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะအဲ့တော့ဒီဗီဒီယိုပိုင်းကိုကိုတူတယောက်လေးရာရီအတွက်မကြည့်ပဲနဲ့အများစုကတွေ့အောင်အများစုကမြင်အောင်အားလုံးပဲဝိုင်းပြီး share ဝင်ကြပါဘောเนาะ share ပေးကြအောင်အဲ့တော့เนาะကျွန်တော်ကိုကြိုက်တဲ့ကိုကြီးမကြီးကတော့ share ပြီးပါဗျာเนาะကျွန်တော်ကိုမကြိုက်တဲ့ကိုကြီးမကြီးအားလုံးကတော့ကြော်တော့ပါဗျာเนาะကဲအဲ့တော့ကျွန်တော်တို့မနက်ဖြန်အတွက်ကျွန်တော်တို့ဘလို့ပတ်တီးလေးတွေပေးမယ်ပေါ့เนาะအဲ့တော့မနက်ဖြန်ကျွန်တော်တို့ကန်ရမယ့်ပတ်တီးနေကုံပတ်တီးကကျွန်တော်မိတ်ဆွေအားလုံးပဲတခါလေးပြောပေးမယ်ကျွန်တော်တို့ကိုဒီမအားလုံးပဲရေးစရာမှတ်စရာလေးအနာမှာတခါလေးချပေးပါเนาะချထားမယ်เนาะအခုကျွန်တော်ပြောတဲ့လေးတွေကိုလည်း comment ကလေးမှာတခါလေးပြန်ပြီးမှတ်ပေးပါအောင်เนาะအဲ့တော့ကျွန်တော်တို့မနက်ဖြန်ပတ်တီးက10ပိုင်း10ပတ်တီး3ပိုင်း3ပတ်တီးပါเนาะ10ပိုင်း10ပတ်တီး3ပိုင်း3ပတ်တီးကျွန်တော်တို့ကြာသာပရိနဲ့နေကုံစာကိုကျွန်တော်တို့မိတ်ဆွေတွေအားလုံးပဲအဲ့တော့10ပိုင်းကိုကြိုင်နေတဲ့ကိုကြီးမကြီးအားလုံးပဲ10ပိုင်းကိုပတ်လို့ရတယ်3ပိုင်းကိုကြိုင်နေတဲ့ကိုကြီးမကြီးအားလုံးပဲ3ပိုင်းကိုပတ်လို့ရတယ်နေကုံကတော့ကျွန်တော်တို့83ပတ်တီးเนาะ10ပိုင်း10ပတ်တီး3ပိုင်း10ပတ်တီး3ပိုင်း3ပတ်တီးပေါ့เนาะအဲ့တော့ကျွန်တော်တို့ပတ်တီးကိုမပတ်ချင်ဘူးเนาะ main ကွက်ကလေးတွေပဲကစားကြည့်ပါတယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုပိုင်းလေးကိုပြီးဆုံးနေအောင်ကြည့်ပေးเนาะအဲ့တော့ main ကွက်ကလေးတွေတခါလေးပြောပေးမယ်ကျွန်တော်တို့ဒါမနက်ဖြန်နေကုန်ကီးခွေလေးပြောပေးမယ်ပရိတ်လေးပြောပေးမယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ရှင်းနဲ့တင်ထိုးရမယ် main ကျွန်တော်၄ကွက်ထုတ်တာပါတယ်เนาะရှင်းနဲ့တင်ထိုးရမယ် main ကဏ္ဍ၄ကွက်ထုတ်တာတယ်3နဲ့တင်ထိုးရမယ် main ကဏ္ဍ၄ကွက်ထုတ်တာပါတယ်เนาะအဲ့ဒါရှင်းတဲ့ဘာကဏ္ဍလေးတွေတင်ထိုးရမယ်ဆိုရင်8580ကျွန်တော်တို့86 82ပါเนาะ8နဲ့ပတ်သက်ခဲ့တဲ့ကဏ္ဍဆိုလို့ရှိရင်ကျွန်တော်တို့8580 86 82ပါเนาะအဲ့တော့3နဲ့တင်ပြီးတော့ကစားရမယ့်ကဏ္ဍ၄ခွက်ကကျွန်တော်တို့35 30 36 32ပါအဲ့တော့85ပတ်တီးကို93ည6နှစ်နဲ့ကပ်ပါเนาะ85ပတ်တီးကို93ည6နှစ်နဲ့ကပ်ပါเนาะပြီးကျွန်တော် main ကွက်ကလေးတင်ကွက်2ကွက်ပြောပြီးမယ်ပေါ့နော်ဗရိတ်ချုပ်ပြီး main ကွက်2ကွက်ပြောပြီးမယ်အဲ့တော့ကျွန်တော်တို့
အခွေဒီအခွေလေးလုံးပေါ့နော်အခွေသမားတွေအပူးပါထည့်ပြီးစော့မယ်နော်အခွေသမားတွေခွေဘူးပါထည့်စော့မယ်နော်အဲ့တော့အခွေကကျွန်တော်တို့8ကဲ1ကဲ3ရယ်5ရယ်ပါ8 1 3 5ဆိုတဲ့လေးလုံးအခွေအပူးပါထည့်ကြတာပါအခွေသမားတွေနော်အပူးပါထည့်ပြီးတော့ခွေကြတာပါနော်အဲ့တော့မနက်ဖြန်ကျွန်တော်တို့ဗရိတ်က38ဗရိတ်ပါနော်38ဗရိတ်အခွေက8135အခွေဗရိတ်ကကျွန်တော်တို့38ဗရိတ်ပါ38ဗရိတ်မှာမိတ်ဆွေအားလုံးပဲမနက်ပိုင်းမှာအားကောင်းတာကကျွန်တော်တို့10ဗရိတ်အားကောင်းပါတယ်နော်10ဗရိတ်အញ្ញမ်းကြိုက်ပါတယ်အဲ့တော့ကျွန်တော်တို့တင်ထိုးရမယ့်ကဏ္ဍကဗရိတ်8ကိုကျွန်တော်တို့80မိန်းတကွက်ကောင်းနော်80မိန်းရတကွက်ကောင်းအဲ့တော့နောက်တဲ့ကျွန်တော်တို့35တကွက်ကောင်းနော်3နဲ့ဆိုရင်35တကွက်ကောင်း8နဲ့ဆိုလို့ရှိရင်လည်း80တကွက်ကောင်းပါနော်အဲ့တော့နေကုံကစားပါအားလုံးအတွက်နေကုံအတွက်ပေးထားတဲ့အတွက်ကြောင့်မလို့ကိုကိုမိုက်အားလုံးပဲနေကုံကိုကစားစီခြင်းပါတယ်နော်8ပိုင်း8ဘက်ဒီ3ပိုင်း3ဘက်ဒီကြိုက်ဆုံး main ကွက်2ကွက်က80 35ဖြစ်ပါတယ်နော်ကဲအားလုံးပဲကျွန်တော်ရဲ့ချင်းမိတ်ဆွေညီကောင်မောင်တို့အားလုံးပဲကျွန်တော်တို့မနက်ဖြန်23ရက်8လ2026ကျွန်တော်တို့ကြာတာပရင်းနေ့နေကုံမှာအားလုံးတရားမှကြအောင်မြင်ကြပါစေလို့ကျွန်တော်ဘုံကဆုမကောင်းတောင်းပေးပါတယ်နော်အားလုံးပဲမင်္ဂလာရှိသောစကားမင်္ဂလာနော်မင်္ဂလာရှိသောစကားအားလုံးပဲကြားခြင်းနေပြနော်ကျွန်တော်တို့မနက်ဖြန်ကျွန်တော်တို့တနေ့ကုံမှာကျင်းသေးပေါက်ကိုမနက်ဖြန်ကျွန်တော်တို့83ကိုရဲရဲကစားပါကျင်းသေးပေါက်ပောက်ကွက်ဖြစ်မှာပါနော်ကဲအားလုံးပဲမင်္ဂလာရှိသောနေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါကြနော်ကဲအားလုံးပဲပိုင်ပိုင်မှာကျေးဇူးပါ